အားလုံးပဲမင်္ဂလာပါခင်ဗျဇူလိုင်လ17ရက်နေ့ည12ရက်နေ့မနေ့မှာရှင်ပြန်ကစားကြမယ်ကမ္ဘာဖလားရဲ့အုပ်စုပွဲစဉ်နောက်ဆုံးအဆင့်ကိုတက်ရောက်ဖို့တော့ရှင်ပြန်ကြမယ်ဒါပွဲစဉ်နှစ်ပွဲရှိပါတယ်ဆိုတော့ဒီပွဲစဉ်ထဲမှာကျွန်တော်ရဲ့အကြိုက်ကလေးတွေရွေးချယ်ပေးသွားအောင်ပါဒီပွဲစဉ်လေးကိုကျွန်တော်ကြိုက်ရွေးချယ်ပေးထားတဲ့အတွက်ကြောင့်မလို့ညီကိုတို့ကြိုက်မှယူဆိုပါမကြိုက်နေတဲ့ညီကိုတွေကမိမိကြိုက်နေတဲ့အတင်းကိုရွေးချယ်စောကစားပိုင်ခွင့်ရှိပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကတော့ဇူလိုင်လ17ရက်နေ့12ရက်နေ့မနေ့မှာရှင်ပြန်ကစားကြမှာပွဲစဉ်ထဲမှာဆိုလို့ရှိရင်အင်္ဂလန်နဲ့နော်ဝေးပွဲစဉ်ရှိရဲအာဂျင်တီးနားနဲ့ဆွစ်ဇာလန်ပွဲစဉ်ရှိတယ်ဗျနှစ်သင်းတစ်လုံးကတော့ဒါအကျိတ်နဲ့ရှင်ပြန်ကြမှာကစားလာမယ့်ပွဲတွေတော့ဖြစ်ပါတယ်အနောက်ဆုံးရွေးချယ်ပေးရမယ့်ပွဲကတော့အင်္ဂလန်နဲ့နော်ဝေးပွဲစဉ်ကိုကျွန်တော်အရင်ဆုံးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်အင်္ဂလန်နော်ဝေးကိုပွဲစဉ်မှာဆိုအင်္ဂလန်ကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တီကိုအကောင်းဆုံးပုံစံရှိရဆိုတော့အကျိတ်နဲ့ရှင်ပြန်လာကြဒါကတော့မက်ဆီကိုအသင်းကိုပေါ့နော်2-3 ဂိုးဆိုလည်းရလက်နဲ့နောက်ဆင့်ကိုဖျက်ကျော်လာလည်းဖြစ်တယ်တိုက်စစ်ပိုင်းမှာဆိုရင်လည်းအင်္ဂလန်မှာဆိုဟာရီကိန်းတို့ရှိရဲဘယ်လင်ဟာလင်းတို့နဲ့ဒါတိုက်စစ်အတွဲကနေပြီးဂိုးတွေသွင်းလာခဲ့တာလည်းဖြစ်တယ်ဗျနိုဝေးကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာကောင်းတယ်ဆိုပေမဲ့ဘရာဇီးကို1-2နဲ့အနိုင်ရရှိပြီးတော့အုပ်စုနောက်ဆုံးဆင့်ကိုပြန်ပြီးဖျက်ကျော်လာတာလည်းဖြစ်တယ်ဗျဒီပွဲစဉ်မှာနိုဝေးကတော်လေးကိုကောင်းခဲ့တယ်ဆိုပေမဲ့တော့ဘရာဇီးကတော့ဒါဒီလောက်ဒီခံခံသွားမဲ့အချိန်မှာအချိန်ပုံနဲ့ပေါ့နော်ရှုံးနေသွားကြမှာနော်လေးနောက်ဆင့်ကိုတက်လာတာဖြစ်တယ်ဗျနိုဝေးမှာဆိုတိုက်စစ်ပိုင်းမှာဟာလန်ကတော့အဓိကကစားပေးနေရလဲဖြစ်တယ်ဗျတိုက်စစ်ပိုင်းမှာဆိုဟာလန်ကတော့အပိုင်းရရှိတဲ့အခွင့်အရေးတွေကိုလုံးဝကိုဒါအသုံးချတဲ့ကြောင့်မလို့ကမ္ဘာဖလားမှာလည်းနောက်ဆုံးအဆင့်တွေကိုဖျက်ကျော်ဖို့တော့ကိုစူးစမ်းလာမှလည်းဖြစ်တယ်အင်္ဂလန်ကတော့တိုက်စစ်ပိုင်းမှာဆိုလည်းကားကောင်းတယ်ဆိုပေမဲ့ဟာရီကိန်းတို့ဒါဘယ်လင်ဟာလင်းတို့ဒါအဓိကကစားသမားတွေဖြစ်ပေမဲ့တစ်ခါလေးကြာရင်ကြောင်ပြောက်တတ်တယ်ဗျဆိုတော့အင်္ဂလန်တို့ဒီညကစားမဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါနော်ဝေးတို့အနိုင်ရရှိသွားမလားနော်ဝေးကပဲအင်္ဂလန်ကိုပေါ့နော်အိမ်ပြန်ပို့မလားဆိုတော့ကျွန်တော်တို့ဒါရင်ခွန်ဆိုင်စောင့်ကြံပွဲစဉ်လည်းဖြစ်ပါတယ်ဆိုတော့အင်္ဂလန်ကတော့ဒီနေ့နော်ဝေးကိုကြောပစ်ထားရဲ့ body ဈေးလေးမှာဆိုလို့ရှိရင်ရှေ့တူဆိုလို့ရှိရင်အရှုံးသေးပေးထားတယ်ဂိုးပေါင်းသေး3လုံးတစ်ဝက်စာသေးဖောက်ပေးထားတယ်ဗျအတင်းလုံးရဲ့တိုက်စစ်ပိုင်းမှာဆိုတော့ဂိုးတွေသွင်းနိုင်တယ်ခံစစ်ပိုင်းမှာလည်းနော်ဝေးအင်္ဂလန်ကနေပြီးတော့ဂိုးတွေသွင်းနိုင်မလားတိုက်စစ်ပိုင်းမှာအဓိကအားထားတဲ့ဟာလန်ကနေပြီးတော့အင်္ဂလန်ကိုပဲဂိုးတွေသွင်းပြီးတော့နောက်ဆင့်တက်သွားမလားဆိုတော့ဒီနေ့ရဲ့ဘုခံမန်းရလက်မှာဆိုလို့ရှိရင်အင်္ဂလန်တိုက်စစ်ကလည်းဂိုးတွေသွင်းနိုင်တယ်လို့ဒါနော်ဝေးရဲ့တိုက်စစ်ဟာလန်ကလည်းဂိုးတွေသွင်းနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့အင်္ဂလန်နော်ဝေးတို့ပွဲစဉ်မှာကျွန်တော်အတိုက်ကိုဒါရွေးချယ်ပေးရမယ်ဆိုရင်တော့ကျွန်တော်ဂိုးပေါ်လေးကိုဂိုးအများလေးနဲ့ကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဂိုးလေးများသွားမယ်ဆိုတာတော့ဒါဖြစ်နိုင်မဲ့အနေအထားမျိုးလာလည်းရှိပါတယ်အဲကြောင့်မို့ကျွန်တော်ကတော့အင်္ဂလန်နဲ့နော်ဝေးတို့ပွဲစဉ်မှာကိုပေါင်းအပေါ်လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျမနေ့၈နိုင်မှာကစားကြမဲ့ဒါအာဂျင်တီးနားနဲ့ဆွစ်ဇာလန်ပွဲကိုကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်အာဂျင်တီးနားနဲ့ဆွစ်ဇာလန်တို့ပွဲစဉ်မှာဆိုလို့ရှိရင်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်းဒါဆွစ်ဇာလန်ကောင်းပြီးတော့ခံစစ်တွေလည်းကောင်းတယ်ဗျတိုက်စစ်ပိုင်းမှာအာဂျင်တီးနားဂိုးတွေသွင်းခဲ့ဆိုပေမဲ့နောက်တန်းကဂိုးတွေပြန်ပေးထားရတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုအာဂျင်တီးနားလို့အီဂျစ်ကို2-3 ဂိုးနဲ့အနိုင်ရရှိခဲ့ဗျဒါပေမဲ့တော့ဒီပွဲစဉ်ကတော့ဒါလူတိုင်းပြောလောက်တဲ့အနေအထားမျိုးတွေဖြစ်ခဲ့တယ်တိုက်စစ်ပိုင်းမှာမက်ဆီဂိုးတွေပြန်သွင်းပြီးတော့အနိုင်ဂိုးတွေနဲ့အချိန်ပုံမှာပြန်ပြီးတော့ရလည်ပြီးတော့ဒါအုပ်စုစရာရဲ့ပေါ့နော်ဒါနောက်ဆုံးဆင့်ကိုဖျက်ကျော်ခဲ့လာလဲဖြစ်တယ်ဗျဆိုတော့ဆွစ်ဇာလန်မှာကြည့်ရမှာဆိုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ပေါ့နော်ကိုလံဘီယာကိုအချိန်ပိုထိနဲ့ကန်ပြီးတော့ဒါပယ်နယ်တီဆွဲကန်ထားတယ်နောက်တစ်ခုဆွစ်ဇာလန်နောက်ကျောမှာဆိုလို့ရှိရင်ဒါနောက်တန်းကနေပြီးတော့ဒါလုံးဝဂိုးတွေမပေးအောင်ပိတ်ပြီးတော့ကစားတတ်တဲ့ကစားသမားတွေလည်းရှိပြီးတော့တမြန်တိုက်စစ်ကိုအားကိုးလာလဲဖြစ်တယ်ဗျမက်ဆီဦးလောင်လာတဲ့အာဂျင်တီးနားကိုပေါ့နော်ဒါဆွစ်ဇာလန်တို့ကနေပြီးတော့အိမ်ကိုပြန်ပို့သွားမလားအာဂျင်တီးနားကပဲငိုရမလားဆိုတော့ကျွန်တော်ကြည့်ရမယ်ဗျသို့မဟုတ်ပါကဆွစ်ဇာလန်ပဲအိမ်ကိုပြန်ရမလားဗျဒါပေမဲ့ဒီနေ့မှာတော့အာဂျင်တီးနားနဲ့ဆွစ်ဇာလန်တို့ပွဲစဉ်မှာဆိုရင်ဒါအာဂျင်တီးနားကနေတော့ဘော်ဒီဈေးကိုတစ်လုံးသွင်းပြဆုံးစားဆေးလေးဖောက်ပေးထားတယ်ဂိုးပေါင်းသေးကောင်နှလုံးသွင်းပြဆုံးရှုံးသေးတော့ပေးထားတွေ့ရကြဆိုတော့ဒီပွဲစဉ်မှာကြည့်ရမယ်ဆိုတော့အာဂျင်တီးနားကိုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တရက်မှာဆိုလို့ရှိရင်လည်းဂိုးတွေပေးပြီးတော့ဂိုးတွေပြန်သွင်းထားရတယ်လူတိုင်းကတော့ဒီတစ်ခေါက်မှာတော့အာဂျင်တီးနားကိုနောက်ဆင့်ကိုတက်ရမယ်လို့ထင်ပေမဲ့လိမ့်ဖဲလိမ့်မယ်ဖြစ်နေတာလည်းတွေ့ထားတယ်ဗျတိုက်စစ်ပိုင်းမှာဂိုးတွေသွင်းမလို့နဲ့အရေးတဲ့ချက်ထဲမှာဆိုရင်ဂိုးတွေကြောင်ပြောက်နေတာတွေ့ရတယ်အဲကြောင့်ဆွစ်ဇာလန်နဲ့ဒီအာဂျင်တီးနားလို့ပွဲစဉ်မှာကျွန်တော်ကတော့ရွေးချယ်ပေးညာတစ်ခုပဲရှိတယ်ဗျဆွစ်ဇာလန်ကတော့မရှုံးတော့ဘူးတေလောက်ထိကနေပြီးတော့ဒါပယ်နယ်တီလောက်ထိဆွဲခေါ်သွားမဲ့အနေအထားမျိုးပါတော့ရှိတယ်ဆိုတော့ကျွန်တော်ကတော့ဒီနေ့ကျွန်တော်ရဲ့အကြိုက်ကလေးနဲ့ဂိုးခံမှန်းရလောက်ကိုပြောရမယ်ဆိုရင်တော့1-1မဟုတ်ရင်1-0လောက်နဲ့ပဲပြီးဆုံးသွားပြီးတော့အချိန်ပိုပယ်နယ်တီလောက်ထိတော့ဖြတ်သွားလိမ့်မယ်လို့ကျွန်တော်ကထင်မိပါတယ်ဂိုးခံမှန်းရလောက်မှာဆိုရင်လည်း1-0ပေါ့ဗျာစိတ်ကြိုက်ရွေးချယ်ပေးရမယ်ဆိုရင်တော့ကျွန်တော်ကတော့မနေ့အစောပိုင်းမှာကစားမဲ့အာဂျင်တီးနားရဲ့ဆွစ်ဇာလန်လို့ပွဲစဉ်မှာကိုပေါင်းအောက်ကလေးကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်နောက်တစ်ကြောင်းကတော့ဆွစ်ဇာလန်ဘော်လီလေးနဲ့ပဲတွဲဆော့စေခြင်းပါတယ်ခင်ဗျာနော်ဒီပွဲစဉ်လေးကိုကြိုက်နေမယ်ဆိုရင်တော့ယူဆော့ကြပါမကြိုက်နေတဲ့ညီကိုတွေကတော့မိမိကြိုက်နေတဲ့အတင်းကိုရွေးချယ်ဆော့ကစားပိုင်ခွင့်ရှိပါတယ်မယေမနာကမ္ဘာဖလားရဲ့ပွဲစဉ်တွေထဲမှာကျွန်တော်အကြိုက်ကိုရွေးချယ်ပေးထားတော့အင်္ဂလန်နဲ့နော်ဝေးတို့ရဲ့ပွဲစဉ်မှာကျွန်တော်ကတော့ကိုပေါင်းအပေါ်ရွေးချယ်ပေးထားပြီးတော့အာဂျင်တီးနားနဲ့ဆွစ်ဇာလန်တို့ရဲ့ပွဲစဉ်မှာဆိုလို့ရင်ကျွန်တော်ကတော့ဒါဆွစ်ဇာလန်ဘော်ဒီလေးနဲ့ဒါကိုပေါင်းအောက်ကလေးကိုကျွန်တော်ပေးထားတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်တွေအားလုံးညီကိုတို့ကြိုက်ရှင်းတူမှာယူဆော့ကြပါညီကိုတွေအားလုံးကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ